ကျွန်တော်လာပြတ်ဆိုရအတန်ကြားဦးမကြားချင်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ပါပဲအခုလက်ရှိမြန်မာနိုင်ငံကနေပြီးတော့အိုမန်နိုင်ငံကိုအိမ်လုံးနဲ့လာဖို့တစ်လဖြတ်တွေနှစ်လဖြတ်တွေသုံးလဖြတ်တွေပေးပြီးတော့လူကြီးမင်းကလာနေတော့လားအခုလက်ရှိမှာတော်တော်များများအေဂျင့်တွေကကျွန်တော်လာပြတ်မယူတဲ့အပြင်မှာခရီးထွက်ခံဒီလိုအပ်တာတွေဝယ်ဖို့အတွက်ကျွန်တော်မဟုတ်ဘူးနေနဲ့ပတ်စံတွေပြန်ပေးနေတဲ့အချိန်မှာလူကြီးမင်းကတစ်လဖြတ်တွေနှစ်လဖြတ်တွေသုံးလဖြတ်တွေနဲ့အိုမန်ကိုဘာလာလုပ်မှာလဲဒီလိုမျိုး topic တွေကအိုမန်မှာပြောရတူသိမရှိဘူးဘာလို့လဲဆိုတော့အစဲခံရမှာဆိုလို့အခုလဲကျွန်တော်ပြောနေတယ်တချို့တွေကဒီကောင်ကအာချောင်ပြန်ပြီလို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့နယ်ဘက်ကလူတွေတချို့မသိတဲ့လူတွေအတွက်ပြောပြမယ်တချို့ကဘယ်လိုမြင်လဲဆိုတော့လာပြတ်တွေအများကြီးပေးရမှာတောင်းရင်မှုတောင်းခံမှုတွေရမယ်ကောင်းတဲ့စားပစ်တွေရမယ်စောင်းဝမ်းဂယူးဆိုင်မယ်လို့ထင်ကြတယ်တချို့ကကြတော့နိုင်ငံခြားထိသွားမှာကိုဘာလို့လာပြတ်မရှိရဲ့အပြင်ပတ်စံမပေးရတဲ့အပြင်ပတ်စံတွေပြန်ရတာလားဆိုပြီးတော့လဲတွေးကောင်းတွေးလိုက်မယ်တချို့နယ်ဘက်ကလူတွေကြောင့်နိုင်ငံခြားထွက်ပြီးတော့အလုပ်လုပ်ချင်တယ်ဒါပေမဲ့အရင်းနှီးရမရှိဘူးအသက်ကမပြည့်သေးဘူးပြီးရင်တို့ရဲ့မှတ်ပုံတင်တွေတကောင်စီထဲမှာကြီးအကုန်လုံးကဆောက်တလွဲတွေဖြစ်နေတဲ့အခါကျရင်ကျွန်တော်တို့ကအဲ့လိုမျိုးလမ်းကြောင်းနေနဲ့လှုပ်ပေးရတဲ့ agent တွေရှိတယ်အဲ့ခါကျရင်တို့အနေနဲ့ကုန်ကျစရိတ်ပူများတဲ့အတွက်ကြောင့်မလို့ဒီ customer ရှီကနေပြီးတော့လာပြတ်ဆိုပြီးပြန်ဖြတ်ကြတာရှိတယ်ဒါပေမဲ့တချို့ကြတော့ blind ကိုဖြတ်တာလာပြတ်ဆိုပြီးတော့ဒါကြီးကလုံးဝအဆင်မပြေဘူးမဖြစ်သင့်ဘူးဆိုတော့အခုချိန်ထိအိုမန်ကို2လပြတ်တွေ3လပြတ်တွေနဲ့လာဖို့ခေါ်နေရဆိုလူချင်းမင်းအေဂျင့်ကိုရှောင်မှာကျွန်တော်လာပြတ်ဆိုရအတန်ကြားဦးမကြားချင်ဆိုတော့ကျွန်တော်အေဂျင့်မှာလည်းလာပြတ်မရှိဘူးဒီလိုမျိုးပဲကျွန်တော်လိုပဲတခြားအေဂျင့်တွေမှာလည်းလာပြတ်မရှိတဲ့အေဂျင့်တွေအများကြီးရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကိုကနိုင်ငံခြားသွားတော့မယ်ဆိုရင်တည်ကြတဲ့အေဂျင့်နဲ့ချိတ်ဆက်ဖို့လိုတယ်ကျွန်တော်အေဂျင့်ရောတစ်ခုပဲယူလာခဲ့အလုပ်လုပ်ချင်စိတ်လူချင်းမင်းအလုပ်လုပ်ချင်စိတ်တာယူလာခဲ့ကျန်တဲ့ပြဿနာတွေအကုန်လုံးကိုကျွန်တော်တို့ကဖြေရှင်းပေးမှာဖြစ်တယ်ကျွန်တော်လိုပဲဖြေရှင်းပေးမဲ့အေဂျင့်တွေဥပမာအများကြီးရှိပါတယ်ဆိုတော့Welcome to Oman.